ဂလာပါရှင်သမီးဒီနေ့ဖတ်ပြမယ်ပုံမြင်လေးကတော့အဖိုးကပြောတယ်စာဖတ်ပါတဲ့ပုံမြင်လေးဖြစ်ပါတယ်ရှင်တခါကတောရွာထဲမှာရင်းကျက်တဲ့အဖိုးကြီးနဲ့အသက်73နှစ်အရွယ်ဂျွန်လက်ဆိုတဲ့ကောင်လေးမြေးလေးတစ်ယောက်ရှိပါတယ်ဂျွန်ကမိဘနှစ်ပါးဆုံးပါသွားပြီးနောက်ကျောင်းကိုဆက်မတက်ရတော့ပဲအဖိုးသွားရပါအဖိုးချေရနဲ့နေ့စဉ်ရှင်သန်နေရပါတယ်ဂျွန်ကအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ချင်နေခဲ့တယ်ဒါပေမဲ့သူကျောင်းဆက်မတက်ရတော့လို့သူလှုပ်ချင်တာတွေအားလုံးလှုပ်ခွင့်ရတော့မှမဟုတ်ဘူးဆိုပြဒီတော့အလွန်ဝမ်းနည်းနေပါတယ်ကျောင်းကဆရာမတွေအမြဲတမ်းပြောလေးရှိတဲ့စာမခက်ချင်ရင်ကျောင်းမှန်မှန်တက်ရတယ်အောင်မြင်မှုကိုလိုချင်ကျောင်းတစ်ဝက်တစ်ပြက်မထွက်ရဘူးကျောင်းပြီးဆုံးအောင်မနေရတဲ့သူမှအောင်မြင်မှုဆိုတာမရှိနိုင်ဘူးတဲ့သူဒီစကားတွေကိုတတိယလေးသူကိုဝမ်းနည်းလေးနဲ့သူဝမ်းနည်းလေးသူစိတ်တက်ကြလေးနဲ့ဘာမှလုပ်ချင်အောင်ကိုသူစိတ်ပြက်နေခဲ့ပါတယ်သူမြေခုလိုဖြစ်တာမကြည့်ရတဲ့အဖိုးကမေးလာတယ်မြေးလေးဘာဖြစ်တာလဲဘာစင်မပြေရှိတာလဲဖိုးကိုပြောပြပါအောင်ဖိုးအတက်နိုင်ဆုံးကူညီပေးပါမယ်မြေးလေးရဲ့ဖိုးသားကကျောင်းပြီးဆုံးအောင်မနေရလို့တားဒီတသက်အောင်မြင်မှုမရနိုင်တော့တာကိုတွေးမိရင်ဝမ်းနည်းမိတာပါဖိုးသားမှာကျောင်းပြီးအောင်မနေရလို့အောင်မြင်မှုမရနိုင်တော့ဘူးလို့ဘသူကပြောတာလဲတားလေးရဲ့ဒီမှာကလေးနည်းစိတ်ထဲမှာဖြစ်ချင်နေဆိုရင်နင်ကိုယ်တိုင်ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာမမေ့နဲ့ငါမြေးလေးဖိုးပြောတာကိုတားမမေ့ပါဘူးဒါပေမဲ့တားမှာကျောင်းမမတက်ရတာဖြစ်ချင်တဲ့အရာကဘလို့သိနိုင်ပြီးဘလို့လှုပ်ဆောင်နိုင်ဖို့မလဲဖိုးရေမဖြစ်နိုင်တာအဖိုးကြီးကပြုံးပြီးခုလိုပြောလိုက်ပါတယ်ဖြစ်တာမဖြစ်တာကအတားထားအဓိကကတော့စာဖတ်ကြည့်ပါငါမြေးလေးတဲ့နေတိုင်းလိုအဖိုးအဲ့လိုပြောတော့ဂျွန်ကအဖိုးယူသွားပြီလို့ပဲမှတ်နေလိုက်တယ်တနေ့မှအသက်ကြီးပြီဖြစ်တဲ့အဖိုးဟာနေမကောင်းဖြစ်ပြီးဆုံးပါသွားခဲ့ပါတယ်အဖိုးအသက်မဆုံးခင်မှာနောက်ဆုံးအနေဖြစ်ကဂျွန်ကိုပြောသွားခဲ့တယ်ဒီမှာမြေးလေးအဖိုးကမြေးကိုဘာတွေငွေရတနာတွေမှမပေးနိုင်ခဲ့ပါဘူးဒါပေမဲ့အခုဖိုးနောက်ဆုံးလက်ဆောင်ပေးခဲ့ပါမယ်အဲ့ဒါဟာစာဖတ်ပါငါမြေးတဲ့ဒါဟာအဖိုးရဲ့နောက်ဆုံးအမွေလက်ဆောင်ပဲဒီလက်ဆောင်ကိုမင်းမြေးတန်းထိမ့်သိမ့်ရင်ရွှေငွေရတနာတွေထက်အဖိုးတန်တယ်ဆိုတာမမေ့နဲ့ငါမြေးတဲ့ဒီလိုနဲ့ဂျွန်ကဖိုးပေးတဲ့လက်ဆောင်အမွေကိုအတိအမှတ်ပြုတဲ့အနေနဲ့သူဒီတိုင်းစာကြည့်တိုက်ငယ်ကိုသွားပြီးစာတွေဖတ်လာတယ်အစပိုင်းမှာသူတာဝန်ရနေပဲဖတ်တယ်တဖြည်းဖြည်းနဲ့သူကအသိပညာရစေတာတွေစတဲ့သူလှုပ်ချင်တာတွေစာအုပ်တွေထဲမှာတွေ့လာတယ်သူစိတ်ဝင်စားနဲ့စာပို့ပြီးဖတ်လာတယ်နောက်တော့သူစာမဖတ်ပဲမနေနိုင်ဖြစ်လာတယ်အတွေးအကြံတွေလည်းပေါ်ပေါက်လာတယ်စိတ်အားတွေထက်သန်လာတယ်သူရလာတဲ့အကြံတွေကိုလက်တွေ့လုပ်ကြည့်တယ်သူရှုံးလို့စိတ်တက်ကြရင်စာအုပ်ထဲကနေပြန်ဖြည့်စွမ်းတယ်ဒီလိုနဲ့10 နှစ်ကြာသွားတဲ့အချိန်မှာဂျွန်ဟာအောင်မြင်တဲ့လူငယ်တစ်ယောက်ချမ်းသာတဲ့တထေးကြီးဖြစ်နေပါပြီသူ့ကိုလူတွေကမေးလာကြတယ်ဂျွန်မင်းဖိုးတီတုံးကဘလောက်တန်တဲ့ရတနာအမွေတွေပေးထားတာလဲဒီနေ့ထိတောင်မင်းမမတ်နဲ့ရက်နိုင်ပြီးချမ်းသာနေရတာတဲ့သူပြန်ပြောတယ်အဖိုးကဘာရတနာအမွေမှပေးမထားပါဘူးရတနာထက်အဖိုးတန်တဲ့အမွေလက်ဆောင်ကိုပေးထားခဲ့တာပါအဲ့ဒါကစာဖတ်ပါတဲ့အဖိုးကပြောတယ်စာဖတ်ပါတဲ့ဟုတ်ပါတယ်ဒါဟာပုံပြင်ဆိုပေမဲ့တကယ်လဲဟုတ်ပါတယ်စာဖတ်လို့ပတ်စံမရပေမဲ့ပတ်စံရှာနိုင်အောင်စာပေတွေကခြေလမ်းတွေကိုပြပေးနိုင်တယ်စာဖတ်လို့လူဆက်ဆံရေးအလိုနဲ့လာပြီးကောင်းမွန်သွားတာမဟုတ်ပေမဲ့ဆက်ဆံရေးကောင်းမွန်အောင်စာပေတွေကပြောပြပေးနိုင်တယ်စာဖတ်လို့ဘဝလှပသွားတယ်မဟုတ်ပေမဲ့ဘဝလှအောင်စာပေတွေကသင်ပြပေးနိုင်တယ်စာဖတ်လို့တွေးတောနိုင်တာမဟုတ်ပေမဲ့တွေးတောနိုင်အောင်စာပေတွေကရှင်းပြပေးနိုင်တယ်ဒါကြောင့်စာဖတ်ခြင်းဟာအကောင်းဆုံးအဖို့မူဖြစ်ပြီးစာပေတွေကကိုယ့်ဘဝအတွက်အသင့်တော်ဆုံးဆရာတဆူပါပဲကျေးဇူးတင်ပါတယ်ရှင်